နဲ့မှတ်ထားတာကြတော့ကက်ကက်နဲ့ဗီဒီယိုရိုက်နီးလေးတင်ပေးပါလားဆိုတဲ့သူတွေအတွက် channel ဒီဗီဒီယိုလေးကနေတစ်စိပြပြပေးတော့မှာဖြစ်တဲ့အတွက်အဆုံးထိဆက်ကြည့်ကြမယ်နော်အရင်ဆုံးအနေနဲ့ကက်ကက်ဆိုတဲ့ application လေးတွေကိုဝင်လိုက်ပါ application လေးတွေကိုဝင်လိုက်ပြီဆိုရင်ဒီအောက်နားလေးကိုဆွဲပြီးပြီဆိုရင်တို့ကင်မရာဆိုတာလေးကိုရှာရမှာဖြစ်တဲ့အတွက်ဒီကင်မရာလေးကိုသွားရှာလိုက်ပါဒီကင်မရာကနွဲရဲ့ဖုန်းထဲမှာဒီနေရာမှာရှိပေမဲ့ကိုယ့်ရဲ့ဖုန်းကဒီအပေါ်မှာရှိရင်လည်းရှိမယ်ဘေးမှာရှိရင်လည်းရှိမယ်အဓိကကတော့ကင်မရာဆိုတာလေးကိုမှတ်ထားပြီးတော့ရှာရမှာဖြစ်တဲ့အတွက်ကင်မရာဆိုတဲ့ဟာလေးကိုရှာလိုက်ရှာပြီးပြီဆိုရင်တော့အဲ့ဒီကင်မရာလေးကိုနှိပ်လိုက်ပါနော်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာဟိုဘက်လှည့်မှာလားဒီဘက်လှည့်မှာလားဆိုတော့ကိုကြိုက်တာရွေးလို့ရတယ်ပြီးရင်စက်ကတ်တွေချိန်လို့ရတယ် filter လေးတွေချိန်လို့ရတယ်ပေါ့နော်နောက်တစ်ခုကဗီဒီယိုရိုက်တော့မယ်ဆိုလို့ရှိရင်တို့ကဒီဘက်ဘေးမှာရှိနေတဲ့ one shot ဆိုတာလေးနဲ့တွားရိုက်ရမှာဖြစ်တဲ့အတွက်ဒီဘက်ဘေးမှာရှိနေတဲ့ one shot ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ကိုက photo ရိုက်ချင်တာလားဗီဒီယိုရိုက်ချင်တာလားဆိုတော့ကိုရွေးလို့ရတယ်အဲ့တော့ဗီဒီယိုရိုက်မယ်ဆိုရင်ဒီမှာရှိနေတဲ့ဗီဒီယိုဆိုတဲ့ကင်မရာလေးကိုနှိပ်ပြီးတော့ရိုက်လိုက်လို့ရတယ်ဒါဆိုရင်တွေဒါကင်မရာနဲ့ဗီဒီယိုရိုက်နေပြီပေါ့နော်ကက်ကက်ရဲ့ကင်မရာနဲ့ရိုက်နေပြီပဲဖြစ်တယ်အဲ့တော့ရိုက်ပြီးသွားပြီကိုစက်ကရိုက်ချင်တဲ့လောက်စက်ကအရှိကိုရိုက်လို့ရတယ်ရိုက်ပြီးသွားပြီဆိုရင်တော့ဒီစက်ကနေရာလေးကိုပဲလက်ကလေးနဲ့တစ်ချက်ပြန်ထောက်လိုက်ပါကင်မရာလေးကိုနှိပ်ပြီးတော့ရိုက်လိုက်လို့ရတယ်ဒါဆိုရင်မှာ save ဆိုတာလေးပေါ်တယ်ရိုက် save ဆိုတာလေးကိုနှိပ်လိုက်ပြီဆိုရင်ဒီမှာ export ဆိုပြီးတော့ထွက်သွားပြီပြီးရင် DON done ဆိုတာလေးကိုနှိပ်လိုက်ပြီဆိုရင်တော့ကိုယ့်ရဲ့ phone clarity တွေကိုရောက်ရှိသွားမှာပဲဖြစ်ပါတယ်အဲ့နဲ့ဗီဒီယိုမရိုက်တတ်သေးတဲ့သူတွေဆိုရင်တော့ဒီနေ့တိုင်းပဲသွားပြီးတော့အသုံးချကြည့်လိုက်ပါထပ်ပြီးတော့သိချင်တဲ့အကြောင်းအရာလေးတွေရှိတယ်ဆိုရင်လည်းဒီဗီဒီယိုရဲ့အောက်မှာ comment လေးတွေမှတ်ခဲ့ပေးပါဦးနော်ကျေးဇူးတင်ပါတယ်ရှင် channel ပါနောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်